လူပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက် HM remix ကျော်မင်းအနေနဲ့ US မှာ3နှစ်မလေးရှားမှာ9နှစ်တင်ယူလာပြီးတော့ဒီကပညာလေးနဲ့ရွာမှာပြန်လုပ်စားနေရတယ်ဖြစ်ပါတယ်ဒီကပညာလေးနဲ့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 ရွာမှာပြန်လုပ်စားနေရပဲဖြစ်ပါတယ်ပွဲနဲ့လာမှအင်အားတောင်းတာမဟုတ်ဘဲနဲ့ကိုကျော်မင်းတယောက်တည်းနဲ့ကိုလှပသိတတ်နေရပဲဖြစ်ပါတယ် HM remix ရွာလူပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက် DJ HM remix ကိုကျော်မင်း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 ပွဲနဲ့လာမှအင်အားတောင်းတာမဟုတ်ဘဲနဲ့ကိုကျော်မင်းတယောက်တည်းနဲ့ကိုလှပသိတတ်နေရပဲဖြစ်ပါတ DJ ယ် HM remix ရွာလူပွဲလေးမှာတော့ကိုကျော်မင်းတယောက်တည်းကိုပဲတိတက်ငှားလိုက်ပြီ